သားသမီး၃မျိုးရှိတယ်တဲ့ဗုဒ္ဓမြတ်စွာသားသမီး၃မျိုးတဲ့အဝဇာတာတဲ့နံပါတ်1ကမိဘဖြစ်တဲ့ပုဂ္ဂိုလ်ကတရားပေးထားခဲ့သူ့လက်ထက်မှာဘာမှတိုးအောင်မလုပ်နိုင်တဲ့ပြင်အဲ့ဒီတရားပါပျောင်သွားရောဘာမှစီးပွားဥစ္စာတွေတိုးတက်အောင်မလုပ်နိုင်ဘူးဟုတ်တယ်မလားအညံဆုံးသားပေါ်အဝဇာတာလို့စာထဲမှာသုံးထားတယ်နံပါတ်2ကျတော့မေအဖေကတရားပေးထားခဲ့တယ်900ဖြစ်အောင်လည်းမလုပ်နိုင်ဘူး1000ဖြစ်အောင်လည်းမလုပ်နိုင်ဘူးသို့တော့ तू ကအဲ့ဒီတရားလေးကိုတော့အနေထားမပြတ်အောင် तू ကဆက်လက်ပြီးတော့ထိန်းထားနိုင်တယ်အနုဇာတသားလို့စာထဲမှာသုံးတယ်သားဆိုတာကတော့နော်ဒါဖရာရဲ့အယူဆကပြောတာအကုန်လုံးသားသမီးတွေအကုန်ပါတယ်ဘိက္ခဝေချစ်သားယဟန်တို့လို့ဗုဒ္ဓမြတ်စွာကတရားတော်တွေဟောခဲ့တာယဟန်တော်တွေကိုသာဥတည်ပြီးတော့ဟောခဲ့တာဒကာဒကမတွေလည်းလိုက်နာကျင့်သုံးရတာပဲအဲ့ဒီတရားတွေကဟုတ်တယ်မလားအဲ့ဒီသားကတော့ဗျာတရားပေးထားခဲ့ရင်တရားလေးကတော့ तू ကခြီရလက်ရမပြတ်အောင်အမေဖေရဲ့ဂုံတိတ်ခါကိုထိမ့်တဲ့အနေနဲ့ဟန်မပြတ်တော့နေနိုင်တာပေါ့ဟုတ်တယ်မလားအမြတ်ဆုံးဖြစ်တဲ့သားကြတော့အတိဇာတလို့သုံးထားတယ်အတိဇာတတဲ့အမေဖေကတရားပေးထားခဲ့သူတို့လက်ထက်ကြတော့900လည်းမခဲရင်ဘူး1000လည်းမခဲရင်ဘူး1000လည်းသူတို့တွေလုံနိုင်တယ်ဟုတ်တယ်မလားဒါကြောင့်မို့သားသမီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကနောက်ဆုံးဖြစ်တဲ့အတိဇာတတဲ့နံပါတ်1ကမှတ်ထားနော်အဝဇာတတဲ့မိဘရဲ့ပစ္စည်းတွေကိုဖြုံးပစ်တဲ့ပုဂ္ဂိုလ်မိဘရဲ့အမွေအနှစ်တွေကိုဖြုံးပစ်တဲ့သားသမီးနံပါတ်2ကျတော့အနုဇာတတဲ့မိဘရဲ့သားအမွေအနှစ်လေးတွေကိုအခြေအနေမပြတ်ဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်တဲ့သားသမီးအတိဇာတသားသမီးကြတော့အမေဖေတဲ့ကိုတာသွားတဲ့ဆိုကြပါစို့မိဘတွေလက်ထက်တုန်းကတိတ်မချမ်းသာဘူးတိုင်လေးတစ်လုံးနှလုံးနဲ့ကားလေးတစ်စီးနှစ်စီးနဲ့နေနိုင်ကြတာသူတို့လက်ထက်ကြမှာမခံမနိုင်လည်းအောင်ချမ်းသာသွားတဲ့သားသမီးတွေဗမာပြည်မှာလည်းတွေ့လိမ့်မယ်ဒီနိုင်ငံမှာတွေမှာပို့ပြီးတော့ရှိကြမှာပေါ့ဗျာဟုတ်တယ်မလားအဲ့ဒါကိုတော့အတိဇာတသားသမီးတဲ့မိဘတဲ့ကိုတာသွားတဲ့မိလွန်ဖလွန်သားသမီးပေါ့ဗျာအတိတ်ပဲအဲ့ဒါအမွေနဲ့ပတ်သက်ပြီးတော့ပြောတာ